Matrix Resurrections အသစ်ထွက်တော့မှမို့လို့ကျွန်တော်တို့ရဲ့ဒီ Gundam Trilogy ဇာတ်ကားအဟောင်းတွေပြန်နှွေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ရုပ်ရှင်3ကားအထက်ဗီဒီယို3ခုထိပြီးပထမဆုံးအနေနဲ့ The Matrix ကနေစတင်ပါမယ်။ Matrix Explain ကနေကြိုဆိုလိုက်ပါတယ်ခင်ဗျ။လက်တွေ့လောကရဲ့အသက်ကန်တာရာထဲကိုကြိုဆိုပါတယ်။ Thomas Anderson ဆိုတာကမ္ဘာအကောင်ဆုံး software company တစ်ခုဖြစ်တဲ့ MetaCortex မှာအလုပ်လုပ်နေတဲ့ programmer တစ်ယောက်ပါ။ဒါပေမဲ့ညဘက်ရောက်ရင်တော့သူက Neo လို့ခေါ်တဲ့စိတ်တက်ချနေတဲ့ hacker တစ်ယောက်ဖြစ်သွားပြီးလူမိုက်လောကကလူတွေစီကိုတရားမဝင် program တွေရောင်းချလိရှိပါတယ်။ဒီလူငယ် Neo ကညဘက်တွေမှာ Morpheus နဲ့သူ့ရဲ့ရာစုဝက် hacker အဖွဲ့အကြောင်းကိုစုံစမ်းရင်းအချင်းကုန်ဆုံးလိရှိတာပါ။အဲ့ဒီနောက်မှာတော့ဒီကိုင်းတဲ့ကလူတစ်ယောက်ကသူ့ကိုဆက်သွယ်လာပြီးရုံဖြူလေးနောက်ကိုလိုက်ခဲဖို့ပြောပါတော့တယ်။ရုံဖြူလေးနောက်ကိုလိုက်ခဲပါ။ Neo ကရုံတဲ့သူထိုးထားတဲ့အမျိုးသမီးတစ်ယောက်နောက်ကိုလိုက်သွားရင် night club တစ်ခုကိုရောက်သွားပြီးအဲ့ဒီမှာကဘာကျော် hacker တစ်ယောက်ဖြစ်တဲ့ Trinity နဲ့တွေ့ဆုံခဲ့ပါတယ်။နေကောင်းလား Neo မင်းအဲ့ဒီနာမည်ကိုဘလို့သိတာလဲ။ကျမမင်းအကြောင်းအများကြီးသိထားတာပေါ့ဒီအမျိုးသမီး Trinity က Neo သားအလိုရှိမယ်ဆိုရင်အမှန်တရားကိုရှာဖွေနိုင်ဖို့ကူညီပေးနိုင်ကြောင်းပြောခဲ့ပါတယ်နောက်တစ်နေ့မှာတော့ Neo ကအလုပ်ကိုနောက်ကျမှရောက်လာပြီး MetaCortex ထဲမှာ agent တို့ရဲ့လိုက်လံဖန်ဆီးခြင်းကိုခံရပါတော့တယ်ဘာလို့လဲဆိုတော့သူတို့တွေက Neo ကိုရာစုဝက်ကိုင်းကောင်းဆောင် Morpheus ဘယ်မှာရှိလဲဆိုတာတန်တရားဝင်နေကြလို့ပါ Neo ကစာတိုက်ကနေတဆင့်လက်ခံရရှိတဲ့ဖုန်းကိုဖြေလိုက်တာခါမှာတော့ Morpheus ကိုယ်တိုင်ကသူ့ကိုဆက်သွယ်လာပြီးဒီ agent တွေလက်ကနေလွတ်မြောက်အောင်ကူညီပေးဖို့ကြိုးစားပါတယ်မင်းရဲ့ရှိကအခန်းလေးကအခုလွတ်နေတယ်။ဘာပြောတာလဲ။အခုချက်ချင်းသွားတော့ဒါပေမဲ့ Mr. Ederson တယောက်ဖန်ဆီးခံလိုက်ရပြီး Agent Smith ရဲ့စစ်ဆေးမေးမြန်းခြင်းကိုခံရပါတော့တယ်။ဒီ agent က Morpheus ကိုဖမ်းပေးမယ်ဆိုရင်ဘဝတစ်တစ်ခုပေးမယ်လို့ကန့်လန့်ခဲ့ပါတယ်။ဒါပေမဲ့ Thomas ကဒီကန့်လန့်ချက်ကိုညှင်းဆန်ခဲ့လို့ agent တွေကသူ့ရဲ့ဘာသာကိုတစ်ခုခုလောက်လိုက်ပြီးချက်တိုင်ကနေတစ်ဆင့်ခြေရာခံစစ်တစ်ခုထိလိုက်ပါတော့တယ်။ Thomas ကသူ့ရဲ့တိုက်ခန်းမှာပြန်နိုးလာတဲ့အခါဒါရီအလုံးကအိမ်မက်လို့ထင်နေပေမဲ့Morpheus စီကနောက်ထပ်ဖုံးတစ်ခေကိုလက်ခံရရှိခဲ့ပါတယ်။ Morpheus ကသူ့ရဲ့အဖွဲအဝင်တွေကိုလို့ပြီး Neo ကိုလာခေါ်ခိုင်းလိုက်တာဖြစ်ပြီးမတွေ့ဆုံခင်မှာတော့ Neo ရဲ့ခန္ဓာကိုယ်ထဲကခြေရာခံဆက်ကိုအရင်ဖယ်ရှားပေးခဲ့ပါတယ်။ Thomas Anderson ကရှူဝက်ဆန်းချေတဲ့ Morpheus နဲ့တွေ့ဆုံချိန်မှာတော့ Morpheus က Neo သားဆေးလုံးဝင်းကိုတောက်မယ်ဆိုရင် Matrix ဆိုတာဘာလဲဆိုတဲ့အမှန်တရားကိုပြောပြမယ်လို့ကန့်လန့်ခဲ့ပါတယ်။မင်းသားဆေးလုံးဝင်းကိုတောက်မယ်ဆိုရင်တော့ဝမ်ဒါတန်းထဲမှာပဲဆက်နေရမှာဖြစ်ပြီးဒီယုံတွင်းကြီးကဘလောက်ထိနှက်ဆိုင်လဲဆိုတာငါပြပေးမှာပါ။ Neo ကဆေးလုံးဝင်းကိုရွေးချယ်တောက်လိုက်တဲ့အခါမှာတော့သူတိထားတဲ့လက်တွေ့လောကကြီးကပြိုလဲသွားပါတော့တယ်။သူကလူပေါင်းထောင်ချီပြီးစရုပ်တွေရဲ့ဖန်တီးထားတဲ့အင်္ဂလီတွေထဲမှာချိတ်ဆက်ခံထားရတဲ့ငရဲလိုကဘာကြီးထဲမှာနိုးလာခဲ့ပါတယ်။သူကို Morpheus နဲ့ Nebuchadnezzar တင်ပေါ်ဖော်ကအဖွဲဝင်တွေကကဲတင်ခဲ့ကြပါတယ်။ရတွေကြာလာတာနဲ့အမျှ Neo မှာမေးခွန်းတွေအများကြီးရှိလာခဲ့ပြီး Morpheus ကသူ့ကိုအခြေအနေတွေကိုရှင်းပြဖို့အတွက် Computer Simulation တစ်ခုတည်းကိုချိတ်ဆက်ပေးလိုက်ပါတယ်။ဒါကတော့20ရာစုအကုန်ပိုင်းမှာရှိခဲ့တဲ့ကဘာကြီးပေါ့။အခုချိန်မှာတော့ဒါက Matrix လို့ခေါ်တဲ့အာယုံကြောဆိုင်ရာ simulation တစ်ခုအနေနဲ့ပဲသိရှိပါတော့တယ်။အရင်ကစက်ရုပ်တွေနဲ့လူသားတွေကြားမှာစစ်ပွဲတစ်ခုဖြစ်ခဲ့မှုပါတယ်။လူသားတွေကစက်ရုပ်တွေရဲ့အထူးစွမ်းရည်အရင်းညင်ဖြစ်တဲ့နေရောင်ကြီးကိုတားဆီးဖို့အတွက်ကောင်းကင်ယံကိုဖုံးကိုပစ်ခဲ့ကြတယ်။ဒါပေမဲ့လူသားတွေကစစ်ပွဲမှာရှုံးနိမ့်ခဲ့ပြီးစက်ရုပ်တွေကအသက်ရှင်ကျန်ရစ်တဲ့လူသားတွေကိုဘက်ထရီတွေအဖြစ်ပြောင်းလဲပစ်ခဲ့ကြပါတယ်။သူတို့အတွက်စွမ်းရည်အရင်းမြစ်အသစ်ကိုတွေ့သွားခဲ့ကြတာပေါ့။ Neo ကသူ့နေထိုင်နေတာလက်တွေ့ကဘာကြီးလိုတသက်လုံးထင်မှတ်ခဲ့တာဖြစ်ပေနဲ့တကယ်တော့သူကမွေးကလေးက computer simulation ထဲမှာပဲရှိနေခဲ့တာပါမဟုတ်ဘူးငါမယုံဘူးဒါကမဖြစ်နိုင်တာအခုတော့သူကလူသားတွေနဲ့စက်ရုပ်တွေကြားကစစ်သားတစ်ယောက်ဖြစ်လာခဲ့ပါပြီ Neo ရဲ့အလေ့ကျင့်မှုတွေစတင်ခဲ့ပါတယ်သူကဘလို့တိုက်ခိုက်ရမလဲ Matrix ထဲကစီးမင်းတွေကိုဘလို့ချိုးဖောက်ရမလဲဆိုတာတွေနဲ့ဒီ agent တွေကဘလောက်အန်တီရများလဲဆိုတာကိုသင်ယူခဲ့ပါတယ်ကျွန်တော်တို့ဘက်ကနေကြိုးဖြုံမပေးထားသေးတဲ့လူတိုင်းဟာ agent တွေဖြစ်ကားနိုင်ခြေရှိပါတယ် Matrix ထဲမှာဆိုရင်သူတို့ကလူတိုင်းလဲဖြစ်နိုင်တယ်လို့ဘယ်သူမှလည်းမဟုတ်ကြပါဘူးအဲ့ဒီနောက်မှာတော့ Neo ရဲ့တကယ်ကြီးရွယ်ချက်ကိုရှင်းပြခဲ့ပါတယ်ဒါကတော့ The One လို့ခေါ်တဲ့ကယ်တင်ရှင်ရဲ့ Hawking ပါပဲ Matrix ထဲကနေပထမဆုံးလွတ်မြောက်ခဲ့တဲ့လူသားဟာလူသားတွေထက်သားလွန်တဲ့စွမ်းအားတွေရှိခဲ့ပြီးတခြားလူသားတွေကိုပါစတင်ကယ်တင်ပေးခဲ့ပါတယ်ဒီကယ်တင်ရှင်ကနောက်ဆုံးမှာသေဆုံးသွားခဲ့ပေမဲ့ကယ်တင်ရှင်ကပြန်လဲရောက်ရှိလာပြီး Matrix ကြီးကိုဖျက်ဆီးပစ်မယ်ဆိုတဲ့ Hawking တစ်ခုကြံရစ်ခဲ့ပါတယ်Morpheus က Neo ကိုဒီကယ်တင်ရှင် The One ထီမယ်လို့ယုံကြည်နေတာပါငါမင်းကိုလိမ်မပြောဘူး Neo ဒီ agent တွေကိုရင်ဆိုင်ခဲ့တဲ့အမျိုးသားအမျိုးသမီးတိုင်းသေဆုံးခဲ့ကြရတယ်ဒါပေမဲ့သူတို့တွေရှုံးနိမ့်ခဲ့တဲ့နေရာမှာမင်းကတော့အောင်မြင်လိမ့်မယ် Neo တယောက်လက်တွေ့ကဘာကြီးနဲ့အသားကျအောင်စူးစမ်းနေချိန်မှာပဲ Morpheus ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Cypher က Agent Smith နဲ့သဘောတူညီချက်တစ်ခုလုပ်ခဲ့ပါတယ်ဒါကတော့ Morpheus ကိုသူတို့လက်ထဲအနံပေးပြီးအစားထိုးအနေနဲ့သူ့ကို Matrix Simulation ထဲမှာပိုကောင်းတဲ့ဘဝတစ်ခုနဲ့ပြန်နေခွင့်ပေးဖို့ပါပဲအဲ့ဒီနောက်မှာ Neo ကိုအနာဂတ်ကိုကြိုမြင်နိုင်မဲ့ Oracle လို့ခေါ်တဲ့အဘွားအိုစီကိုခေါ်သွားခဲ့ပါတယ်
ဒီ Hawking ထုတ်သူကြီးက Neo ကို Trinity Morpheus နဲ့ တဝမ်းအကြောင်းတွေဖြိုးပြခဲ့ပေမဲ့နီယိုကိုကယ်တင်ရှင်ပါလို့တော့တိုက်ရိုက်မပြောခဲ့ပါဘူးနီယိုမှာအရေးချင်းရွှေ့ပေပဲနောက်ဘဝကြမှာပဲကယ်တင်ရှင်ဖြစ်လာနိုင်လိမ့်မယ်လို့ဆိုခဲ့ပါတယ်နီယိုကလည်းသူကကယ်တင်ရှင်မဟုတ်ဘူးလို့ယုံကြည်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူတို့အဖွဲ့ဟာရဲတွေနဲ့အေဂျင့်တွေရဲ့ခြုံကိုတိတ်ခိုက်ခြင်းကိုခံရပါတော့တယ်ဆိုင်ဖာကရန်သူတွေလိုက်လာနိုင်ဖို့ခြေရခံဆက်ကိုဖွင့်ထားခဲ့တာကြောင့်အေဂျင့်တွေက Morpheus ကိုဖမ်းမိသွားပါတယ်ဆိုင်ဖာကအရင်ဆုံးလွတ်မြောက်သွားပြီးနေဘူးကတန်းစာပေါ်ကအခြားအဖွဲ့ဝင်ကိုစတင်တပ်ဖြတ်ပါတော့တယ်။ဒါပေမဲ့နီယိုမန်တက်ခင်မှာလည်းအန်အောစရာကောင်းလောက်အောင်တာစီချင်းခံလိုက်ရပါတယ်။အခုတော့နီယိုက Morpheus ကိုတွားခဲ့ဖို့ပြင်ဆင်ရပါတော့တယ်။ Morpheus ကတော့ဇာယုံရဲ့ကုတွေအတွက်စစ်ဆေးမေးမြန်းခံနေရတာပါ။ဇာယုံဆိုတာလက်တွေ့ကဘာမှာကြန့်ရှိနေတဲ့နောက်ဆုံးလူသားမျိုးတော်ဖြစ်ပါတယ်။ဒီကုတွေထားရသွားရင်စက်ရုပ်တွေကလူသားမျိုးနွယ်စုကိုအမြင့်ပြတ်ဖျက်ဆီးပစ်နိုင်ပါတယ်။ Neo နဲ့ Trinity က Morpheus ကိုဖမ်းဆီးထားတဲ့အဆောက်အုံကိုတိုက်ခိုက်ခဲ့ကြပြီး Neo ကအရင်ကဘယ်သူမှမလုပ်နိုင်ခဲ့တဲ့စွဲရည်တွေကိုပြသခဲ့ပါတယ်။မင်းသားကိုဘယ်လိုလုပ်လိုက်တာလဲ။ဘာလို့လဲ။မင်းကဟို agent တွေလိုပဲလှုပ်ရှားနေရ။ဘယ်သူမှအဲ့လောက်မြန်လှုပ်ရှားနေတာငါမတွေ့ဘူးဘူး။ဒါတော့မမြန်သေးပါဘူး။ तू က agent တွေလိုပဲလေးမြန်စွာလှုပ်ရှားနိုင်လာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အခက်ခဲတွေကြားတာပဲ Morpheus ကိုကဲထုတ်နိုင်ခဲ့ပါတယ်။သူတို့၃ယောက်ယထာပူတာယုံကိုထွေပြေးလာကြမှာ Trinity ကအမြန်လွတ်အောင်မပြေးပဲရှင်းပြချက်တွေပေးနေခဲ့ပါတယ်။ Agent Smith ရိုးလာပြီး Neo မထွေပြေးနိုင်ခင်မှာပဲထပ်ပေါက်ကိုဖျက်ဆီးပစ်လိုက်ပါတယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့ Neo ကထပ်မပြေးတော့ပါဘူး။ Neo က Agent ကိုပြန်တိုက်ဖို့ဆုံးဖြတ်လိုက်ပေမဲ့ Agent